မင်္ဂလာပါရှင်တစ်ခေတ်တစ်ခါကနာမည်ကျော်ကြားခဲ့တဲ့ဂန္ဓဝင်တီးတစ်ပုတ်လေးဖြစ်တဲ့ဂီတပညာရှင်ကြီးဘဘဂီတလူလင်မောင်ကိုရေးဆက်ခဲ့ပြီးအမေတင်တင်မြတည်ဆိုခဲ့တဲ့ကျမတို့ငယ်ငယ်ကလေးကအရန်ကြိုက်နှစ်သက်ခဲ့ရတဲ့တကြောနှစ်ကြောတေးကိုတီးဆိုတဲ့တခြင်းလေးကိုမျက်နှိုးဂုံယူစွာနဲ့ပြန်လည်တည်ဆိုကြပါရရှင်မောင်လေးတွေညီမလေးတွေကိုအရန်ချစ်တတ်တဲ့သူမို့ကျမကဒီတခြင်းလေးကိုအလွန်ကြိုက်နှစ်သက်တာဖြစ်တဲ့အတွက်ဝါဒနာအရင်ခံတည်ဆိုရခြင်းဖြစ်လို့လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်းနားလည်ခွင့်လွှတ်ပေးကြဖို့နဲ့ဒီသချင်းလေးကိုဖန်တီးတည်ဆိုခဲ့ကြတဲ့ဂီတပညာရှင်ကြီးများရောယခုပြန်လည်တည်ဆိုရမှာပံပိုးတီးခတ်ပေးတဲ့တော်ဝင်ရွာတိဂီတာအဖွဲ့ဝဒီနေရာကနေကျေးဇူးတင်ဂါရဝပြုရင်းနဲ့တည်ဆိုဂုဏ်ပြုပြစေရှင်တခါ
ကြော့လေချစ်တယ်အခါနှစ်ခါသုံးကလေးကအခါကကြော့စေချင်ပါသည်အခါကကြော့စေချင်ပါသည်နှုတ်ပလီဒီတခါတော့လေတကြောနှစ်ကြောဒီ